အားလုံးပဲမင်္ဂလာပါဒီချက်စီပါဒီနေ့မှာတော့ Finn Foster Unit 8 in my closet Cabal ဆိုတဲ့ unit လေးကိုဘယ်လို step by step သင်ကြားရမလဲဆိုတာကိုမျှဝေပြဖြစ်ပါတယ်ရှင်သင်ခန်းစာကိုမစတင်ခင်မှာပေါ့နော် teacher တို့ကဒီ Stella book ထဲမှာရှိတဲ့ closet word တွေကိုကလေးတွေကိုအရင်ဦးဆုံးသင်ကြားပေးသင့်ပါတယ်closet word တွေကိုသင်ကြားပြီးတဲ့အခါမှာတော့ teacher တို့ကဒီလို closet word ရှိတွေကိုသုံးပြီးတော့မှကလေးတွေကိုသင်ခန်းစာကိုမှတ်မိအောင် revise လုပ်ပြီးလို့ရပါတယ်ရှင် After teaching the closet vocabulary we step to learn session A. In session A, look at the picture and write the words in the boxes in the crossword. Session A မှာဆိုရင်တော့ကလေးတွေက picture လေးတွေကိုကြည့်ပြီးတော့မှ crossword မှာရှိတဲ့ box တစ်ခုချင်းစီမှာမှန်ကန်တဲ့စကားလုံးတွေကိုဖြည့်ဆွတ်ပြီးတော့ဖြည့်ဆိုပေးရမှာဖြစ်ပါတယ်ရှင်။ပြီးရင်တော့ teacher နဲ့အတူအဖြည့်မှန်ကန်မှုရှိမရှိပြန်ပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ်ရှင်။ Session A ကတော့ teacher တို့ဆန္ဒရှိတဲ့အတိုင်း individual ဝတ်ပဲဖြစ်ဖြစ် group ဝတ်ပဲဖြစ်ဖြစ်သုံးပြနိုင်ပါတယ်ရှင်။ After answering session A, now I will ask some question about the picture in session A. Session A ကိုသင်ကြားပြီးတဲ့အခါမှာတော့ကလေးတွေက Unit 8မှာရှိတဲ့ closer word တွေနဲ့ပို့ပြီးတော့ familiar ဖြစ်အောင်လို့ဆိုပြီးတော့ which picture am I talking about ဆိုတဲ့ question answer ဆိုတဲ့ test လေးကိုထည့်ထားပေးတာပဲဖြစ်ပါတယ်ပေါ့နော်ဆရာကနေပြီးတော့ဘယ် picture ကိုပြောနေလဲဆိုတာကိုကလေးတွေကနားထောင်ပြီးတော့မှသူတို့ကအဖြေမှန်ကိုပြောရမှာဖြစ်ပါတယ်ပေါ့နော် For example this is green and yellow in their session 8 session 8မှာဆိုရင်အစိမ်းရောင်နဲ့အဝါရောင်ရှိတဲ့ picture ကဘယ် picture လဲပေါ့နော်which picture am I talking about ဆိုရင်တော့ the student say this sock ဆိုပြီးတော့သူကပြန်ဖြေမှာပေါ့နော်အဲ့ဒီပုံစံအတိုင်းပဲ teacher တို့ကဒီမေးခွန်းလေးကိုသုံးပြီးတော့မှကလေးတွေကဒီ closer word တွေကိုပို့ပြီးတော့ရင်းနှီးမှုရရှိအောင်လို့ပို့ပြီးတော့ recognize ဖြစ်အောင်လို့ပေါ့နော်ဒီ session လေးကိုထည့်ထားပြီးချင်းဖြစ်ပါရှင်ဒီ slide လေးမှာပါတယ် what am I drawing ဆိုတဲ့ game လေးကလေ which picture am I talking about ဆိုတဲ့ game လေးလိုပဲပေါ့နော်ကလေးတွေကဒီ closer word တွေကိုပို့ပြီးတော့ recognize ဖြစ်အောင်လို့ဖန်တီးထားပြီးတဲ့ game ပဲဖြစ်ပါတယ်တကယ်လို့ပေါ့နော် teacher တို့ကအချိန်ရမယ်ဆိုရင်တော့ဒီ what am I drawing pictures ဆိုတဲ့ game လေးကိုသင်ခန်းစာရဲ့အဆုံးမှာဆော့ပေးဖို့အတွက်အကြံပြုချင်ပါတယ်ရှင် How to play this game ဒီ game ကိုဘယ်လိုဆော့ရမလဲဆိုရင်တော့ကလေးတွေ group နှစ်ခုခွဲမယ် group A ကနေပြီးတော့မှ draw the closer word in the air with a pointed finger သူတို့လက်ချောင်းလေးထောက်ပြီးတော့သူတို့ဆွဲပြလိုက်တဲ့ closer word တွေကိုဟိုဘက်ချမ်းကနေပြီးတော့ဗာလေ group B မှာရှိတယ်ပေါ့နော်ကျောင်းသားတွေကနေပြီးတော့ဘာပုံကိုသူဘာ closer word ကိုသူတို့ဆွဲသွားရလဲစာကိုခက်မှန်းခိုင်းပြီးတော့မှတကယ်လို့အဲ့ဒီခက်မှန်းလိုက်တဲ့အဖြေကသူတို့ကိုယ်တိုင်စာလုံးပေါင်းပြရမယ်စာလုံးပေါင်းပြီးမှန်ကန်မှုရှိရင်တော့သူတို့ဖွဲ့ကအမှတ်သတ်ရပေါ့နော်အဲ့လိုမျိုးဆော့ပေးရမယ် fan game လေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် teacher တို့ကအချိန်ရမယ်ဆိုရင်တော့သင်ခန်းစာအဆုံးမှာဆော့ပေးဖို့အတွက်အကြံပြုချင်ပါတယ်ရှင်Session B မှာဆိုရင်တော့ question number 1 to 3မှာရှိတဲ့လူကပုတ်ကို9ယောက်ခါပေါ့နော် where are they wearing သူတို့ဘာဝတ်ထားလဲဆိုတော့ကလေးတွေကိုအရင်ဦးဆုံးမေးမယ်နေပြီးလို့ရှိရင်တော့ share ကပေါ့နော် Session B မှာဆိုရင်သူက listening ဖြစ်တဲ့အတွက်ကြောင့်အတန် file ကိုနှစ်ခေါက်ဖွင့်ပြပြီးတော့မှကလေးတွေကပေါ့နော်မှန်တဲ့ box မှာ tick လုပ်ခိုင်းရပါမယ်ရှင်ပြီးရင်တော့ဆရာနဲ့ကျောင်းသားပေါ့နော်အဖြေပြန်ပြီးတော့စစ်ဆေးပြလို့ရပါပြီရှင်Session B ကိုသင်ပြီးတဲ့အခါမှာတော့ဒီ slide လေးက grammar button တွေကိုသုံးပြီးတော့မှ speaking practice လုပ်ပေးတဲ့ session လေးပဲဖြစ်ပါတယ်ရှင်။ကျောင်းသားတွေကို closest picture တွေကို flag catch တွေကိုပေးပြီးတော့ပေါ့နော်my favorite ဆိုရဲဒီ grammar section button လေးကိုသုံးပြီးတော့မှ this is my favorite သူတို့ကြားတဲ့ဥစ္စာပေါ့နော် a pair of jeans ဒါဆိုရင်မှန်လားပေါ့နော် Dixon and correct a pair of jeans လို့ပြောရတဲ့ကြောင့် this is ကိုသုံးမလား these are my favorite jeansလို့ပြောမလားပေါ့နော်ကလေးတွေကိုပြန်ပြီးတော့ choice လုပ်ခိုင်းမယ်ဘယ် sentence ကိုသုံးရင်တော့မှန်လဲဆိုတော့ကလေးတွေကိုဖတ်ရလို့ပြပါမှာဖြစ်ပါတယ်ရှင်အဲ့ဒါပြီးလို့ရှိရင်တော့ဒီ sentence မှာဆိုရင်substitute လုပ်တင်တာကတော့ new တို့ clean တို့beautiful တို့ကိုသူတို့ကိုပြန်ပြီးတော့အစားထိုးပြီးတော့ပြောခိုင်းမှာဖြစ်ပါတယ်ပေါ့နော် For example this is my new dress these are my beautiful glasses this is my new hat like this ပေါ့နော်အဲ့လိုမျိုးပြောခိုင်းမှာဖြစ်ပါတယ်ရှင်
Session C ကိုစပြီးတော့မသိခင်မှာပေါ့နော် Listen and write this letter တွေကိုနားထောင်ပြီးတော့ရေးမယ် Can you make a word with this letter ဒီ letter တွေကိုသုံးပြီးတော့မှစကားလုံးတစ်ခုပြုလုပ်ပေးနိုင်မလားဆိုပြီးတော့မေးမယ် Can you see this in the picture in C Session C မှာရှိတဲ့အဲ့ဒီအခုပြောလိုက်တဲ့စကားလုံးကိုတွေ့လား Where's the word hungry bird ဘယ်လိုပေါင်းလဲဆိုပြီးတော့မေးမှာဖြစ်ပါရှင်အောက်မှာကတော့ဗောနော်ဒီ closer word တွေကိုပေးထားတဲ့အတိုင်းပဲတစ်ခုချင်းစီကိုမေးပြရမှာဖြစ်ပါရှင် Session C မှာဆိုရင် look at the picture ရုပ်ပုံကိုကြည့်မယ် write one word answer အဖြစ်တစ်ခုတည်းကိုရေးပေးရမယ် to the question မေးခွန်းအသီးသီးတက်ပေါ့နော်အဖြစ်တစ်ခုစီကိုရေးပေးရမယ်ဆိုပြီးတော့ကလေးတွေကို question number 1 to 5ပေါ့နော်ဘယ်လို how to answer ဘယ်လိုဖြေရမလဲဆိုတာကိုဆရာကနေပြီးတော့အမေးအဖြစ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်တော့အဖြစ်ကိုပြန်ပြီးတော့စစ်ဆေးပေးရမှာဖြစ်ပါတယ် After answering session C now I will ask some question about the picture C ဒီ slide လေးကတော့ဗောနော် picture C နဲ့ပတ်သက်တဲ့နောက်ထပ်ဗောနော်မေးခွန်းလေးတွေပဲဖြစ်ပါတယ်ရှင်ဒီမေးခွန်းလေးတွေက session D ကိုလွယ်ကူစွာဖြေနိုင်မှုအတွက်လည်းများစွာအထောက်အပံ့ဖြစ်စေပါရရှင် In session D for number 1 this is a sentence about the picture but it is in four part and they are not in the correct order can you make the correct sentence session D ရဲ့ number 1မှာဆိုရင်တော့သူကကြတော့ picture နဲ့ပတ်သက်တဲ့စာကြောင်းတစ်ခုပဲဖြစ်တယ်ဒါပေမဲ့သူ့မှာစိတ်ပိုင်း၄ခုရှိတယ်မအောင်တော့မစီတာဘူးဒါကိုမှန်တဲ့ sentence တစ်ခုဖြစ်အောင်ပြုလုပ်ပေးရမယ်ဆိုတာကိုကလေးတွေကိုရှင်းပြပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ don't mix the full stop at the end of the sentence စာကြောင်းရဲ့အဆုံးမှာ full stop မမေးဖို့အတွက် remind လုပ်ပေးရမှာပဲဖြစ်ပါတယ် Question number 1 and 2 are the same so can you write the correct sentence on the line For question 3, how many babies are there in the picture? ကလေးဘယ်နှယောက်ရှိလဲပေါ့နော် picture ထဲမှာဆိုရင် well လို့ဖြေကြရပါတော့ Is the baby happy or sad? ကလေးကပြောနေလားဝမ်းနေနေလား So you can write down the correct answer on the line. For number 4, some words are amazing. တချို့စကားလုံးတွေကပြောင်းနေပေါ့နော် What color are the cat in the picture? C, black. So you can write black in the first box. How many cats are there? 2. So you can write 2 in the second box. And in box 4, 2 is pronoun. So you can use there is or they are. They are right. You can write down they are in the last box. And you can make the correct sentence on the lines. For number 5, can you see the word flower in the last orange box in number 5? How many flowers are there? 3. Write number 3 in one of the short orange box in number 5. What color are the flowers? Pink. Please write the word pink in the other short orange box. Don't we say there is 3 or there are 3s? There are. Please write there are in the long orange box. So you can write down the correct sentence on line number 5. Session ရတော့ဗောနော်ချိန်ရတယ်ဆိုရင်တော့ teacher တို့ဆက်ပြီးတော့ကစားပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် Bye bye